အောင်မြင်တဲ့သူတွေနဲ့ကြာရှုံးတဲ့သူတွေကြားမှာရှိတဲ့တခုတည်းသောခြားနာချက်ကအလုတ်စ조사မှုမဟုတ်ဘူးဆိုတာသင်သိပါသလားသင်ကိုယ်တိုင်တော့မသိလိုက်တဲ့သင်ဘဝကိုကြာရှုံးအောင် program သွင်းထားမိရင်ဘယ်လောက်ပဲစ조사ပါစေတန်တရားထဲမှာပဲလဲနေပါလိမ့်မယ်အဲ့ဒီတန်တရားကနေဘယ်လိုရုံထွက်ရမလဲဆိုတာဒီဗီဒီယိုမှာအဖြေရှိပါတယ်ဒီကနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကသင်ရဲ့အတွေးခေါ်တယ်မကပဲသင်ရဲ့လက်တွေ့ဘဝကိုပါလုံးဝပြောင်းလဲပြစ်နိုင်ပါတယ်ကျွန်တော်တို့အားလုံးရဲ့အတွင်းထဲမှာအိပ်ပျော်နေတဲ့အေယာမစွမ်းအားကြီးတစ်ခုရှိပါတယ်အဲ့ဒါကိုဘယ်လိုနှိုးရမလဲကိုယ့်ရဲ့စိတ်ကူးတွေကိုဘယ်လိုလက်တွေ့ဖြစ်အောင်ဖန်တီးရမလဲဆိုတာဒီကနေ့ဒီ channel လေးကနေအသေးစိတ်ရှင်းပြသွားမှာပါမင်္ဂလာပါကိုသူရရဲ့ audio book channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီကနေ့မှာတော့တငယ်ချင်းတို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေနဲ့အတူကျွန်တော်ပြန်လည်ရောက်ရှိလို့လာပါပြီကဲအားလုံးအစိမ့်သိမ်းဖြစ်ပြီဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ဗျာတငယ်ချင်းတို့တစ်ခါတလေစဉ်းစားဘူးလားတင်းမွားမှာဖြစ်ပျက်နေသမျှအရာအားလုံးကတကယ်ပဲတင်းရဲ့စူးစမ်းမှုရဲ့ရလလားဒါမှမဟုတ်တင်းကိုအတိမပေးပဲတင်းရဲ့လက်တွေ့ဘွားကိုထိန်ကျုပ်နေတဲ့တင်းအုံနောက်ထဲကစနစ်တစ်ခုခုကြောင့်လားစဉ်းစားကြည့်ပါတင်းရဲ့အောင်မြင်မှုကြာရှုံးမှုဝင်ငွေအလေးအကျင့်နောက်ဆုံးတင်းရဲ့ပျော်ရွှင်မှုတွေတောင်မှမမြင်ရတဲ့စွမ်းအားတစ်ခုရဲ့လက်ထဲမှာရှိနေတယ်လို့ကျွန်တော်ပြောမယ်ဆိုရင်ကောယုံပါလားအဲ့ဒီစွမ်းအားကအပြင်မှာမဟုတ်ပဲတင်းရဲ့အတွင်းမှာရှိနေတဲ့မတိစိတ်ပါပဲဒါပေမဲ့အဆိုးဆုံးကတော့လူအတော်များများဟာတသက်လုံးအဲ့ဒီစွမ်းအားကိုနားမလည်ပဲနဲ့ကိုယ့်ကိုယ်စန့်ကျင်တဲ့ program တွေထည့်သွင်းနေကြတာပါပဲဒါကြောင့်ပဲသူတို့ဟာရုန်းကန်ရမှုကြောက်ရွံ့မှုနဲ့ကြာရှုံးမှုတန်တရားထဲမှာထက်ခါတလဲလဲပိတ်မိနေပြီးတော့ငါကံကြမ္မာကညံ့လို့ပါအဲ့ဒါလို့ပြောတတ်ကြပါတယ်တကယ်တော့ကံကြမ္မာညံ့တာမဟုတ်ဘဲနဲ့အတွေးခေါ်ညံ့နေတာပါဗီဒီယိုမှာသင်ဘဝကိုတိတ်တဆိတ်မောင်းနေတဲ့အဲ့ဒီလှုပ်ဝက်စနစ်ကိုကျွန်တော်တို့ဖွင့်ထုတ်သွားမှာပါသင်စိတ်ကသင်ရဲ့လက်တွေ့ဘဝကိုဘယ်လိုပုံဖော်တယ်လဲငွေကြေးအောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေကိုဆွဲဆောင်နိုင်ဖို့သင်မသိစိတ်ကိုဘယ်လိုပြန်လဲပြုပြင်မလဲပြီးတော့အရေးကြီးဆုံးကကြောက်ရွံ့မှုတန်တရားနဲ့အစိုးမြင်ဝါဒတွေကိုဘယ်လိုအမြဲတမ်းအဆုံးသတ်မလဲဆိုတာကိုသင်ယူရမှာပါတကယ်လို့သင်ဟာသင်ဘဝကိုနောက်တစ်ဆင့်ကိုတက်လှမ်းကျင်နေဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဘာလို့လဲဆိုတော့မိနစ်တိုင်းကသင်ရဲ့အတွေးခေါ်ကိုပြောင်းလဲပေးနိုင်လို့ပါဒီလိုမျိုးအစွမ်းထပ်ပြီးဘွားကိုပြောင်းလဲစေမဲ့အကြောင်းအရာတွေကိုလိုချင်ရင်ကျွန်တော်ရဲ့ channel ကိုအခုပဲ like နဲ့ subscribe လေးလုပ်ထားလိုက်ပါဗျာသင်တွေးသမျှအရာတွေကသင်ဘဝမှာတကယ်ဖြစ်လာတာကိုသတိထားမိဘူးလားဥပမာမနဲ့နိုးချင်းမှာပဲဒီနေ့တော့ကန်ဆိုးတော့မှာပဲလို့တွေးမိရင်တနေ့လုံးတစ်ခုမဟုတ်တစ်ခုလွဲချော်နေတတ်ပါတယ်အသေးဖွဲကိစ္စတွေကအစားစိတ်တူစရာဖြစ်လာတတ်ပါတယ်လူတယောက်ကအပြင်ဘက်မှာယုံကြည်မှုရှိပုံပေါက်ပေမဲ့အတွင်းစိတ်မှာတော့ငါမလုပ်နိုင်ပါဘူးငါအငင်းခံရမှာပဲလို့တွေးနေရင်အဲ့ဒီမသိစိတ်ကရလက်ကိုကြိုတင်သတ်မှတ်ထားပြီးသားပါဒါကြောင့်အလုပ်အင်တာဗျူးမှာအမှားအယွင်းတွေဖြစ်လာတတ်ပါတယ်ဒါဟာအရေးအချင်းမရှိလို့မဟုတ်ဘဲနဲ့ကြာရှုံးဖို့အတွက်စိတ်က program အသွင်းခံထားရလို့ပါကျွန်တော်တို့ရဲ့မသိစိတ်ဟာသင်ထက်ခါတလဲလဲပေးပိုးတဲ့အချက်ပြမှုတွေအတိုင်းအလုပ်လုပ်ပါတယ်သင်တွေးတဲ့ခံစားရတဲ့စိတ်ကူးရင်တဲ့အရာတွေကသင်လက်တွေ့ဖြစ်လာတာပါပဲဒါပေမဲ့လူအများစုမှားတတ်တာကအပေါ်ယံမှာငါအောင်မြင်ရမယ်လို့ပြောနေပေမဲ့အတွင်းထဲမှာတော့ကြာရှုံးမှာကိုကြောက်နေတာပါပဲမသိစိတ်ကစကားလုံးကိုမကြည့်ပဲခံစားချက်ကိုပဲဖမ်းယူတာပါဒါကြောင့်အချို့အရာတွေကိုအမှတ်မတင်တွေးလိုက်ယုံနဲ့ဖြစ်လာပြီးတော့အချို့အရာတွေကိုကြတော့လိုချင်လုံးလို့တွေးနေပေမဲ့ဝေးနေရတာလေအဲ့ဒီလိုအချက်ကတော့အပေးယူတဲမှုပါပဲသင်ရဲ့အတွေးခံစားချက်နဲ့ယုံကြည်ချက်တွေကလမ်းကြောင်းတစ်ခုတည်းဖြစ်နေဖို့လိုပါတယ်သင်မသိစိတ်ကမြေစီလွှာနဲ့တူပါတယ်မြေစီလွှာထဲမှာတန်တရားနဲ့ကြောက်ရွံ့မှုတွေပြည့်နေရင်အကောင်းမြင်တဲ့အတွေးမျိုးစေ့တွေဟာပေါက်ပွားလာမှာမဟုတ်ပါဘူးဒီအကြောင်းအရာလေးရဲ့ဖော်မြူလာကတော့သင်ဖြစ်ချင်တဲ့ဆန္ဒကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါနံပါတ်2က
အဲ့ဒီဆန္ဒဖြစ်မြောက်သွားပြီဆိုတဲ့ခံစားချက်ကိုဖန်တီးပါဥပမာအောင်မြင်မှုရနေပြီလို့ခံစားကြည့်ပါနောက်ဆုံးအချက်အဲ့ဒီခံစားချက်ကိုထပ်ခါတလဲလဲ repetition လုပ်ပေးပါနှစ်ပေါင်းများစွာစူးစမ်းပြီးမဲ့ဘာမှမထူးခြားလာတာမျိုးကြုံဘူးလားဒါဟာစူးစမ်းမှုအားနည်းလို့မဟုတ်ဘဲနဲ့မမြင်ရတဲ့ပုံစံခွက်တစ်ခုကသင်ကိုနောက်ပြန်ဆွဲနေလို့ပါမသိစိတ်ဟာအလေးကျင့်ဆက်လို့ပါပဲသင်ထက်ခါတလဲလဲလုံနေတဲ့အရာကိုသူက safe zone လို့မှတ်ယူထားပါတယ်အပြင်ဘက်မှာအပြောင်းလဲလုပ်ဖို့ကြိုးစားပေမဲ့အတွင်းကယုံကြည်ချက်ကိုမပြောင်းလဲရင်မသိစိတ်ကသင်ကိုအရင်နေရာဟောင်းစီပဲပြန်ဆွဲခေါ်သွားမှာပါပဲအဲ့ဒီတန်တရားကိုဖျက်ကျော်ဖို့ဆိုရင်ကိုယ့်ရဲ့အလေးအကျင့်အဟောင်းတွေကိုအပြည့်တင်မနေဘဲနဲ့သတိပြုမိဖို့ကနေစတင်ရမှာပါအခွင့်အရေးတစ်ခုရခါနီးမှငါမလုံနိုင်ရင်ကောဆိုတဲ့ကြောက်စိတ်ကြောင့်နောက်ဆုတ်လိုက်ဘူးလားအဲ့ဒီကြောက်စိတ်မှုကအပြင်ကလာတာမဟုတ်ဘဲနဲ့အတွင်းကလာတာပါမသိစိတ်ကသင်ကိုအနာတရားမဖြစ်အောင်ကာကွယ်ပေးချင်တာဖြစ်ပေမဲ့မသိစိတ်ကပဲသင်ရဲ့တိုးတက်မှုကိုပါတားဆီးနေတာပဲဖြစ်ပါတယ်ဒါကိုပြောင်းလဲဖို့ဆိုရင်ကြောက်ရွံ့မှုကိုရှောင်ဖယ်မနေဘဲနဲ့သူ့ကိုစောင့်ကြည့်ပါပြီးရင်အတွေ့အကြုံသစ်တွေနဲ့အစားထိုးပါဥပမာလူအများရှိစကားပြောရမှာကြောက်ရင်လူနည်းစုကနေစာပြောကြည့်ပါအောင်မြင်သွားတဲ့အခါမသိစိတ်ကဒါဟာအန္တရာယ်မရှိပါလားဆိုတဲ့ယုံကြည်ချက်အသစ်ကိုလက်ခံသွားပါလိမ့်မယ်တချို့လူတွေအတွက်အောင်မြင်မှုကဘာလို့အလွယ်ကူရနေတာလဲအဲ့ဒါကသူတို့ရဲ့အတွင်းပိုင်းဝါယာကျိုးတွေကအောင်မြင်မှုနဲ့ချိတ်ဆက်ထားလို့ပါသင်ဘဝရဲ့အစိတ်အပိုင်းအတော်များများဟာတတိရှိဆုံးဖြတ်ချက်ချတာထက်မသိစိတ်ရဲ့အလေးအကျင့်တွေကနေမောင်းနှင်နေတာပါအောင်မြင်မှုဆိုတာကြီးကျယ်တဲ့အောင်မြင်မှုကြီးတစ်ခုတည်းမဟုတ်ဘဲနဲ့မှန်ကန်တဲ့ပုံစံခွက်တွေရဲ့ရလဒ်ပါပဲသင်ရဲ့မသိစိတ်ကိုအသိပြန်ဖြစ်အောင်လုပ်ဖို့ဆိုရင်သေးငယ်ပေမဲ့ဒီဇိုင်းမတ်မတ်ရှိတဲ့အလေးကျင့်အသစ်တွေကိုတည်ဆောက်ရပါမယ်အခုဆိုရင်သင်ဟာသင်ဘဝကိုထိန်းချုပ်နေတဲ့လှုပ်ဝက်စွမ်းအားအကြောင်းကိုတည်သွားပါပြီဒီဗီဒီယိုတွေကဗဟိုတူတာတွေဟာနားလည်ဖို့တွေမဟုတ်ဘဲကိုပြန်လဲစောင့်ကြည့်ဖို့အတွက်ပါသင်ဘဝဟာမတော်တဆဖြစ်လာတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာတိတ်တဆိတ်မောင်းနေနေတဲ့ program တွေရဲ့ထင်ဟပ်ချက်တွေပါပဲအခုသင်မှာရွေးချယ်ခွင့်ရှိပါပြီဇာညုံဟောင်းအတိုင်းပဲစက်ကစားမလားဒါမှမဟုတ်ဇာညုံအသစ်ကိုစတင်ရေးသားမလားအပြင်မှာအဖြေရှာတာကိုရပ်တန့်ပြီးတော့အတွင်းစိတ်ကိုကြီးလိုက်တဲ့အခါမှာပဲတကယ်အပြောင်းလဲကစတင်တာပါအဲ့ဒီအခိုက်အတန့်တွေကပဲသင်ဘဝဇလန်းကိုလမ်းကြောင်းသစ်စီကိုခေါ်ဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးကတငယ်ချင်းတို့အားလုံးအတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ဒါကြောင့်ကောင်းတာတွေဖြစ်လာဖို့ကောင်းတာတွေဖြစ်ဖို့ဆိုတာကျွန်တော်တို့ရဲ့စိတ်ကိုကောင်းကောင်းမွေးမြူထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့မွေးမြူရမယ့်စိတ်တွေထဲမှာအပြင်စိတ်တင်မကဘဲနဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲကလာတဲ့အတွင်းစိတ်ကိုလည်းဖြူစင်အောင်ထားဖို့လိုအပ်ပါတယ်ဒါကြောင့်ဗုဒ္ဓကလည်းဟောကြားခဲ့တယ်ဗျမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတဲ့ကဲကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်တဲ့ဒီဗီဒီယိုလေးတွေကနေပြီးတော့ကျွန်တော်ရဲ့တငယ်ချင်းတွေအတွက်အကျိုးများစွာရရှိလိမ့်မယ်လို့ထင်ပါတယ်ဗျနောက်နေ့တွေမှာလည်းဒီလိုအကျိုးများစွာရှိတဲ့စာအုပ်စာပေခေါင်းလေးတွေကနေပြီးတော့မှတ်သားစရာလေးတွေကိုထုတ်လွှင့်ပြီးတော့တင်ဆက်ပေးပါအောင်မယ်ဗျာအားလုံးလည်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးတော့လူရဆန္ဒတွေပြည့်စုံကြပါစေဗျာ